အလားမေတရားဖြစ်ပေမဲ့မော်ဘီမှာအခုလိုကြုံခဲ့ရတဲ့အိမ်ထောင်ရှယ်မျိုးသမီးရဲ့တနာစရာဖြစ်ရုံးရည်ချော်မော်လာပါတဲ့အိမ်ထောင်ရှယ်မျိုးသမီးတယောက်ဟာသူမရဲ့အိမ်ထောင်ဘက်လက်ချက်နဲ့ဘဝတစ်ခုလုံးအဆုံးသက်သွားခဲ့ရတဲ့ပြင်ဒီဖြစ်ရဲ့နောက်ကွယ်မှာတော့သင်ခန်းစာယူစရာအချက်ပေါင်းများစွာရှိနေပါတယ်အထူးသဖြင့်အိမ်ထောင်ရေးဆိုတာနှစ်ယောက်တစ်ဘဝတိဆောက်ကြတာဖြစ်ပေမဲ့တခါတလေမှာတော့နှုတ်ဦးသားစီးပွားရေးလူမှုရေးကိစ္စတွေနဲ့ဒီအိမ်ထောင်ရေးကပဲအဆိုးဆုံးခြေအနေကိုခေါ်ဆောင်လာတတ်ပါတယ်အခုမော်ဘီမြို့မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကတော့ရုပ်ရည်ချောမောတဲ့ဇနီးတဲ့တူဟာခင်မုန်းဖြစ်သူရဲ့လက်လွန်ခြေလွန်လှုပ်ဆောင်မှုကြောင့်အနှိမ့်စာရောက်ခင်ရရှာပါတယ်။ဒီဖြစ်ရမှာနင့်နာဆုံးရှုံးခဲ့ရသူအမျိုးသမီးကတော့မဟိမှန်သူပဲဖြစ်ပါတယ်။သူမဟာတာယာဝတီမြို့သူလေးဖြစ်ပြီးရုပ်ရည်အင်မတန်ချောမောလာပါသူတူပါ။သူမရဲ့ပရိသတ်တွေနဲ့တငယ်ချင်းတွေရဲ့အဆိုအရမဟိမှန်သူဟာအရင်က Miss ပြိုင်ပွဲတွေအလှမဲ့ပြိုင်ပွဲတွေမှာတော့ဝင်ရောက်ရှင်ပြိုင်ပူတဲ့အထိချောမောလာပါသူတူလို့သိရပါတယ်။အခုချိန်မှာတော့သူမကကလေးနှစ်ယောက်ရဲ့မိခင်တူဖြစ်နေပြီးမော်ဘီမြို့မှာခြေချနေထိုင်နေတာပါသူမကလေးတွေပေါ်တန်ရုံးစင်ကြီးမားတဲ့မိခင်တူဖြစ်တယ်လို့ဘဝကိုလည်းအေးအေးချမ်းချမ်းဖြတ်သန်းကျင်သူတူပါအထူးသဖြင့်ကလေးနှစ်ယောက်ကိုချစ်တာကိုသူမရဲ့ဗီဒီယိုလေးတွေကိုကြည့်ရင်သိသာပါတယ်ဒါပေမဲ့ဒီလောက်ထိလာပါပြီမိခင်မြတ်တာကြီးမားလာတဲ့အမျိုးသမီးတို့ဟာမမျော်လင့်မဲ့ခုလိုဖြစ်မျိုးနဲ့ကြုံတွေ့လိုက်ရတာဟာမြင်တွေ့ရသူတိုင်းအတွက်တော့နှမျောတတဖြစ်စေရတနာစရာအင်မတန်ကောင်းလာပါတယ်ဖြစ်စမှာတရားခံဖြစ်ဖန်ဆီးခံထားရတဲ့ခင်မုန်းဖြစ်သူရဲ့နောက်ကျောင်းနဲ့ပတ်သက်ပြီးလည်းပြောစရာတွေများစွာရှိနေပါတယ်။တည်င်းနေရခင်မုန်းဖြစ်သူဟာခုနောက်ပိုင်းမှာစိတ်ပုံမှန်မဟုတ်တဲ့စိတ်တဆဝေဒနာရှင်တူလို့ဖြစ်နေတယ်လို့ဆိုကြပါတယ်။အထူးသဖြင့်အမျိုးသားဖြစ်သူဟာဒီရက်ပိုင်းငွေတောင်းကပြဿနာတက်ကြတယ်လို့ဆိုပါတယ်။မော်ဘီကမဟိမှန်သူအမျိုးသားဟာစလော့ဂိမ်းတွေကျွဲဂိမ်းတွေနဲ့မကောင်းတဲ့အရာဝတ္ထုတွေကိုသုံးစွဲတာကြောင့်လို့သိရပါတယ်။ဒီလိုမျိုးလောင်းကစားနဲ့မူရစေဝါကြမှာစိတ်ကြောင်နေတဲ့ခင်မိုးတဲ့ဟာဇနီးဖြစ်သူနဲ့အိမ်အောင်ရေးကိစ္စအစမပြေဖြစ်တဲ့အခါမှာတော့သူ့ရဲ့စိတ်ကိုမထိန်ချုပ်နိုင်တော့ပဲအခုလိုရက်ဆက်တဲ့လုပ်ရက်ကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်အမှန်တော့ဒီမျိုးသားဇနီးဖြစ်သူရဲ့အရှင်အိမ်အောင်ကရတဲ့ကလေးနှစ်ယောက်ကိုပါတာဝန်ယူရှာဖွေကျွေးမွေးနေရသူတူဖြစ်ပါတယ်ဒါပေမဲ့လောင်းကစားနဲ့စိတ်ကြောင်စရာအရာတွေကသူ့ရဲ့စိတ်ဓာတ်ကိုပြောင်းလဲစေခဲ့တာပါလက်ရှိမှာတော့တရားခံကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးဖြစ်တယ်လို့သိဆုံးသူရဲ့ဓာတ်ပေါ်ရီကိုတော့တာယာဝတီကမိခင်ကြီးစီကိုပြန်လည်ပို့ဆောင်ပေးလိုက်ပြီးဖြစ်ပါတယ်။မော်ဘီယာဒီဖြစ်စဉ်ဟာအိမ်တော်ကြီးတစ်ခုမှာစိတ်ရှည်တီးခံမှုကင်းမဲလာတာလောင်းကစားနဲ့တခြားမကောင်းတဲ့စီးပွားတွေလောက်တာလူမှုရေးပြဿနာဝင်ရောက်လာတာဟာမိသားစုတစ်ခုလုံးကိုဘလောက်ထိပျက်စီးသွားစေနိုင်တယ်လဲဆိုတာမြင်သာပါတယ်။အထူးသဖြင့်စလော့ဂိမ်းတွေအောင်လူတွေကိုငွေကုန်စီုံနဲ့မကားပဲစိတ်ပိုင်းဆိုင်ရာကိုပါကြမ်းတမ်းလာစေပြီးရာဇဝတ်မှုကျူးလွန်နိုင်တဲ့စိတ်ဓာတ်မျိုးတွေဖြစ်လာစေတာပါဒေါသလျောက်လက်လွန်ချီလွန်ဖြစ်ခဲ့နေဆိုတဲ့စင်ဂျီတွေဟာလူတစ်ယောက်ရဲ့တက်ကိုပြန်မရနိုင်တော့ပါဘူးဘလို့ကြောင်းပြချက်မျိုးဖြစ်ဖြစ်လူတစ်ယောက်ရဲ့ဘဝကိုနင်အောင်ဆုံးသက်ခွင့်မရှိဘူးဆိုတာကိုအားလုံးသတိပြုသင့်ပါတယ်အခုတော့ကလေးနှစ်ယောက်ဟာမိခင်မဲ့သွားတယ်လို့ဖခင်ကလည်းထောင်နှန်းဆန်ရတော့မှဖြစ်ပါတယ်ဘယ်ဟာကဖြစ်မှန်းလဲဆိုတာကိုတော့ဥပဒေအရစုံစမ်းစစ်ဆေးမှုတွေကပဲအဖြေပေးသွားမှာပါ။ဒါပေမဲ့သေဆုံးသွားတဲ့အမျိုးသမီးကျော်လေးအတွက်တော့တနိုင်ငံလုံးကစိတ်မကောင်းဖြစ်နေကြစေပါပဲ။အလားမေတယောက်ဖြစ်ခဲ့ပြီးမြအိမ်တော်ကြီးမှာကံမကောင်းခဲ့တာလား။လောင်ကစားသားကောင်ဖြစ်သွားရတာလားဆိုတာကတော့ရှင်းနာစရာပါပဲ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောမော်ဘီမျိုးကဇနီးမောင်နဲ့အဖြစ်ပြက်ပေါ်မှာဘယ်လိုမြင်ကြပါလဲ။အိမ်တော်ကြီးပြဿနာတွေကိုအခုလိုလက်လွန်ချေလွန်ဖြေရှင်းကြတဲ့အပေါ်မှာမိမိတို့ရဲ့အမြင်တွေကို comment မှာရေးသွားပေးကြပါအောင်ရှင်။